ဒါအခုစတင်လူရန်နေတာတော့ဗောနော်ဒါငလင်ဘေးတင်ပြီးတော့ကျွန်တော်တို့အနေနဲ့ရက်ကနေပြီးတော့ဒါပြောင်းရွှေ့လာတဲ့လူနာဆောက်တွေတော့ကိုဒါဝင်ကနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒါနေ့စဉ်နေ့တိုင်းဒါပထမဦးစားပေးစနစ်ပေါ့နော်ဒါဝင်ငါပေးနေတာပါဗျကျွန်တော်တို့ဒါရန်ကုန်ပြည်သူ့စေယုံကြီးမှာကုသမှုခံယူတဲ့လူနာဆောက်တွေအားလုံးအတွက်ဝင်ငါပေးခြင်းဖြစ်ပါတယ်ဗျလူတန်းပေးတဲ့လူတဦးချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုနေ့စဉ်နေ့တိုင်းလူဝင်ပြုတဲ့သူတွေအားလုံးကိုလည်းဒီထက်မကလူနိုင်ကြပါစေကျွန်တော်တို့ကိုမေတ္တာစေတနာထားပြီးတာရုခေါ်ပေးတဲ့သူအပေါင်းအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ဒါရန်ကုန်ပြည်သူ့စေယုံကြီးကငလင်းနေပြီးတော့အသက်ကြီးရွယ်အိုတွေပေါ့နော်ကျွန်တော်တို့စားတဲ့ဝေငှပါမယ်ပြီးတာနဲ့ကျွန်တော်တို့ဒါအစင်ဆက်ပေါ့နော်စီထားတဲ့လူတွေအားလုံးပေါ့နော်ကျွန်တော်တို့ဝေငှပါမယ်ဗျဒီနေ့ကတော့ဒါဒီနေ့ကိုစေးရတာ900စာမှတီးပြီးတော့ကျွန်တော်စေတနာရှင်နဲ့တပူ2ပူအဲ့လို5ဘူး10ဘူးဘူး20ဘူး50စူပေါင်းပြီးလှူတဲ့အလူလေးတွေပါဗျလှူဒန်းပြီးတဲ့အလူရှင်တိုင်းကိုလည်းကျေးဇူးတင်